မင်္ဂလာပါ AJ မြန်မာ YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ data validation နဲ့ sum if function လေးကိုတွဲဆက်အသုံးပြုပုံလေးကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ် Okay ကျွန်တော်တို့ယခုမြင်နေရတာကတော့ကျွန်တော်တို့ဇန်နဝါရီလကနေပြီး April လအထိရောင်းစည်းရင်းလေးဖြစ်ပါတယ်ဒီမှာဆိုရင်တော့ပါဝင်တဲ့ data တွေက order date ပါမယ် order ID ပါမယ် customer name ပါမယ် region တွေပါမယ် category ပါမယ်ကျွန်တော် product တွေမျိုးစားလေးပါမယ်ပြီးရင်အရေအတွက်ဘယ်လောက်ရောင်းထားလဲ quantity ပါမယ် unit price unit တစ်ခုချင်းစီရဲ့ဈေးနှုန်းသတ်မှတ်ထားတာလေးပါမယ်ပြီးတော့ total ရောင်းအားပေါ့နော်ဘယ်လောက်တန်ဖိုးရောင်းထားလဲဆိုရင် total sales price လေးပါမယ် Okay ကျွန်တော်တို့ကဒီနေ့ဘယ်လိုလောက်ဆောင် data validation ကို category နဲ့ category အလိုက်ပေါ့နော် category ဘယ် category မှာဆိုရင်ဘယ်လောက်ပစ္စည်းရောင်းထားရလဲဆိုတဲ့ဟာတွေကိုကြည့်ချင်တာဖြစ်ပါတယ်ဥပမာဆိုရင်ကျွန်တော်ဒီ electronic ဆိုရင် electronic မှာဆိုရင်ပစ္စည်းအရေအတွက်ဘယ်လောက်ရောင်းထားရလဲဆိုတဲ့ဟာလေးကိုတွဲဆက်ကြည့်ချင်တာဟို data validation ရဲ့ service function ရဲ့အသုံးပြုပြီးတော့ကြည့်ရှုသွားမှာဖြစ်ပါတယ်ဟုတ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ data validation အသုံးပြုမှာဖြစ်တဲ့အတွက် category မှာဆိုရင်category ဘယ်နှမျိုးပါလဲဆိုပြီးကြည့်လိုက်မယ်ကျွန်တော်ဒီမှာဆိုရင် accessory ရဲ့ electronic ရဲ့ဆိုပြီးနှစ်မျိုးပါပါတယ်အဲ့တော့ကျွန်တော်တို့ accessory ရဲ့ electronic ရဲ့ကို data validation လုပ်ဖို့အတွက်copy ယူပြီးတော့တခြား cell quad လွတ်နေတဲ့ cell quad လေးမှာ control V ဆိုပြီးတော့ကြာထားလိုက်ပါမယ် okay နောက်ပြီးတော့ကျွန်တော်တို့ဒီမှာ category လေးကိုလုပ်ရှင်တဲ့ကို data filter လုပ်ရှင်တဲ့ category လေးကိုဒီမှာ category ဆိုပြီးတော့ copy ပြီးတော့ဒီမှာထားမယ် data validation ကို category ရဲ့ cell quad ဘေးမှာကျွန်တော်တို့သုံးမှာဖြစ်တဲ့အတွက်ဘေးဘက်မှာကာစာလေးကိုသုံးချင်တဲ့ cell quad မှာကာစာလေးချပါချပြီးလို့ရှိရင်ဒီ home tab ဒီမှာ data ကိုသွားပါ data ပြီးလို့ရှိရင် data validation ဒီ test to column ရဲ့ဘေးမှာ data မြားလေးရှိပါတယ်ဒီမြားလေးကိုနှိပ်လိုက်လို့ရှိရင်အောက်မှာdata တို့ရဲ့တဲမှာရှိတဲ့ data validation ကိုနှိပ်ပြီးတော့ဒီမှာဆိုရင် default ကတော့ any value ဆိုပြီးရှိပါတယ်ဒီမြားလေးကိုနှိပ်လိုက်မှဆိုရင် list ကိုက list နဲ့ data validation လုပ်မှာဖြစ်တဲ့အတွက် list ဆိုပြီးတော့ list ကိုနှိပ်လိုက်ပါပြီးရင် source မှာဆိုရင်ဘယ် source ကနေပြီးဘယ် source နဲ့ data validation လုပ်ရှင်တာလဲပေါ့နော်ဟို source ဘေးမှာမြားလေးရှိတယ်မြားလေးကိုနှိပ်ပြီးတော့ကိုရွေးချယ်ခြင်းတဲ့ source ကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီမှာနှစ်ကွက်ထဲရှိလို့နှစ်ကွက်ကိုရွေးတာဖြစ်ပါတယ်ဒီမှာကိုရှိလုပ်ရှင်တဲ့ဟာကဒီထိ data ရှိတယ်ဆိုရင်ဒီထိ select မှတ်ပြီးတော့ရွေးချယ်ပေးပါ okay ကျွန်တော်တို့လောလောဆယ်နှစ်ခုပဲရှိရဖြစ်တဲ့အတွက်နှစ်ခုကို select မှတ်ပြီးတော့select မှတ်ပြီးတဲ့အခါမှာဒီမှာ down arrow လေးကိုပြန်နှိပ်ပါပြီးရင် okay နှိပ်လိုက်ပါနှိပ်လိုက်ပါဆိုရင်နှိပ်ပြီးလို့ရှိရင်ယခုကျွန်တော်တို့ဒီမှာ category ရဲ့ဘေးမှာဆိုရင် drop down pattern လေး arrow လေးကိုမြင်နေရမှာဖြစ်ပါတယ်ဒီ arrow လေးနှိပ်လိုက်လို့ရှိရင်ပုံမြင်ခြင်းနဲ့ electronic ရဲ့ accessory ဆိုတဲ့အားလေးကိုကြာလာပါပြီဒီမှာဆိုရင်ကိုက accessory electronic ရေးမှာဆိုရင် electronic ကဒီ quad လေးမှာပေါ်လာမှာပါ accessory ဆိုရင်လည်း accessory ရဲ့ဒီ quad လေးမှာပေါ်လာမှာပါ okay ကျွန်တော်တို့ကဒီမှာ category ကို data validation နဲ့တိစောက်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာနောက်ကြည့်ချင်တာကျွန်တော်တို့ quantity အရေအတွက် quantity ဆိုတဲ့အရေအတွက်လေးကိုကြည့်ချင်တာဖြစ်တဲ့အတွက်ဒီမှာ quantity ဆိုပြီးတော့ဒီက quantity G column က column လေးကိုအစာလေးကို copy ကူးပြီးတော့ဒီမှာထည့်လိုက်ပါ quantity okay ဒီမှာဆိုရင်ကျွန်တော်တို့ကအရေအတွက်ကိုကြည့်ချင်တာဖြစ်တဲ့အတွက် sum if function နဲ့ total ပေါ့နော်ပေါင်းလိုက်ပေါ့နော် quantity အမျိုးအစားဘယ်လောက်နှစ်ခုခါဆိုတဲ့ဟာလေးကို sum if function နဲ့အသုံးပြုမှာဖြစ်ပါတယ် equal ဆိုတော့ကျွန်တော် sumif sum if ဒီလိုရလိုက်တာလည်းဒီမှာနှစ်ခုပေါ်မှာဖြစ်ပါတယ် ifs sumifs sum ifs function လေးကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြပြပါမယ်အခုလောလောဆယ်ကတော့ကျွန်တော် sumif sum if function လေးကိုပဲပြမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ပေါ်လာတဲ့ sum if function လေးကဆက်လက်မှတ်ပြီးသားအပြလေးဖြစ်နေပါမှာအဲ့ဒါလေးကိုကျွန်တော် type ခုံးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ထည့်ထားရေးလို့ရပါပြီ formula စတင်ပြီးတော့အဲ့မှာဆိုရင်ကျွန်တော် range ဘယ် range ကနေပြီးတော့ကျွန်တော်ဘယ်ဟာနဲ့ကျွန်တော် criteria လုပ်ရှင်လဲဆိုလဲ range ပေါ့နော်ဒီမှာဆိုရင် sum if function မှာဆိုရင် range ရဲ့ criteria ရဲ့
sum rate ပေါင်းမဲ့ဟာလေးပေါ့နော်ပေါင်းမဲ့ range ရယ် range မှာဆိုရင်ဘယ် range လဲဆိုတော့ကျွန်တော်တို့ကကို machine လုပ်ရှင်တဲ့ range ပေါ့နော်ကို fitter လုပ်ရှင်တဲ့ range ကိုဒီမှာသတ်မှတ် select လုပ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကဒီ category range category လေးရယ် criteria ဒီ category လေးကဘယ် criteria နဲ့သုံးမှာလဲဆိုတော့ဒီ cell ကွက် N1 မှာရှိတယ်ကျွန်တော် criteria နဲ့သုံးမှာဖြစ်တဲ့အတွက် N1 ကိုရွေးပါပြီးလို့ရှိရင် comma အခုဆိုရင် sum rate လေးကိုရောက်သွားပါပြီဘယ်ဟာကိုလဲဆိုတော့ကျွန်တော်တို့ quantity column လေးကိုဆက်လက်မှတ်ပေးလိုက်ပါ sum rate ဒီ column လေးကိုအရေအတွက်ဘယ်လောက်ရှိလဲဆိုတာပေါင်းမှာဖြစ်တဲ့အတွက် quantity column လေးကိုဆက်လက်မှတ်ပါပြီးရင် convert okay 1321ဆိုတဲ့accessory အားလေး1320ခု accessory လေးကျွန်တော်ရောင်းခဲ့ပြီးပါပြီကျွန်တော် electronic မှာဆိုရင်ရော electronic မှာဆိုရင်2283ဆိုတဲ့ဟာလေးရောင်းပြီးပါပြီအခုရေပေါ့နော် quantity လေးရောင်းပြီးပါပြီအဲ့ဒါမှန်ကိုကျွန်တော်ဒီ category မှာ electronic ဟာလေးကို filter လုပ်လိုက်မယ် quantity ဆိုတဲ့ဟာလေးကိုဒီမှာ sum 2283ဒီမှာလည်း2283ကျွန်တော်တို့အဲ့ဆိုရင်မှန်ပါတယ်နောက်တစ်ခုက total sales ကျွန်တော်တို့ဟို sales total ဘယ်လောက်ရောင်းလဲရလဲပေါ့နော် total sales ကြည့်မှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လည်းကျွန်တော်တို့ sum if function လေးကိုပဲအသုံးပြုပြီးတော့ကြည့်လို့ရပါတယ် sum range ဒီမှာဆိုရင် range ကကြတော့ကျွန်တော်တို့ကို filter လုပ်ရှင်တဲ့ကို machine လုပ်ပြီးတော့ filter လုပ်ရှင်တဲ့ range ရယ် range ဆို category ဖြစ်မယ်ပြီးလို့ရှိရင် criteria ဘယ် criteria နဲ့ကြည့်ပါလဲဆိုတော့ဒီ N1 လေးရယ် comma sum rate ဘယ်ဟာပေါင်းပါလဲဆိုတော့ total sales ကိုပေါင်းမှာဖြစ်တဲ့ total sales column လေးကိုဆက်လက်မှတ်လိုက်ပါပြီးရင် queen page အနာခေါက်လိုက် electronic မှာဆိုရင်ကျွန်တော်တို့190 19သိန်း6283ဖြစ်ပါတယ်accessory မှာဆိုရင်10သိန်း19944ကျပ်ပေါ့နော်ကျွန်တော်တို့ကျပ်ဒီမှာကျပ်နေဆိုရင်ကျပ်ပေါ့နော်ဒီလောက်ပို့ရောင်းထားရတယ်ပေါ့နော်ဟုတ်ဒါတော့ကျွန်တော်တို့ sum ရဲ့ data validation ရဲ့ sum if function ရဲ့တွဲဆက်အသုံးပြုထားတဲ့ပုံစံလေးကိုကျွန်တော် share လုပ်ပေးခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်တို့ sum if function ရဲ့ဘယ်လိုအသုံးပြုပြီးတော့ဘယ်လိုကြည့်လို့ရလဲဆိုတဲ့လွယ်လင်းတစ်ခုကြည့်လို့ရလဲဆိုတဲ့ဟာလေးကို share လုပ်ပေးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်